မင်္ဂလာပါရှင်ဗမာတိုင်းသားဘာသာဖြင့်တည်တင်ဆက်မှုအစီအစဉ်မှာကြိုဆိုလိုက်ပါရစေယခုတင်ဆက်ပေးသွားမယ့်တည်တင်အကြောင်းအရာတွေကတော့ KIO တောင်ပိုင်းတိုင်းမှာ၄ချိန်မြောက်ပြည်သူ့ကာကွယ်ရေးတပ်မျက်နှာစုံရည်တွေ့ဆုံဆွေးနွေးပွဲပြုလုပ်တဲ့တဲ့စတုံးကန်ပန်တီမှာဖုန်းအင်တာနက်လိုင်းတွေပြတ်တောက်နေတဲ့အတွက်အကုန်တွေမြခက်တွေ့နေတဲ့တည်တင်နဲ့တိုက်ပွဲကြောင့်ပိတ်ထားတဲ့မြစ်ကြီးနားမန္တလေးလမ်းပြန်လေတွာလာလို့ရနေပြီဖြစ်ကြောင်းသိရပါတယ်ဒီတည်တင်တွေကိုကျွန်မမွန်းချာကနေတင်ဆက်ပေးသွားမှာပါKIO တောင်ပိုင်းတိုင်းဌာနချုပ်တပ်မဟာ6မှာ၄ချိန်မြောက်ပြည်သူ့ကာကွယ်ရေးအဖွဲ့များဆွေးနွေးပွဲကိုတောင်ပိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ညွှန်ကြားရေးမှူးဒူကပဖကွန်ဇော်လွန်ဦးဆောင်ပြီးဇွန်လ22ရက်နေ့ကနေ23ရက်နေ့ထိပြုလုပ်ခဲ့တယ်လို့သိရပါတယ်တွေ့ဆုံရမှာတောင်ပိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ကော်မတီဥက္ကဋ္ဌဒူကပလရှိဆန်းနော်ကအဖွင့်စကားပြောကြားပြီးတောင်ပိုင်းတိုင်းတပ်မဟာ6ရဲ့တပ်မဟာမူလပောင်ဘရန်တောင်ကနေအားပေးစကားပြောကြားခဲ့တယ်လို့သိရပါတယ်။၎င်းတွေ့ဆုံပွဲမှာတောင်ပိုင်းတိုင်းတပ်မဟာအတီးတီးကပြည်သူ့ကာကွယ်ရေးကောင်းဆောင်များပါဝင်တက်ရောက်ခဲ့ကြောင်းသိရပါတယ်ရှင်။စတုံမြို့နယ်ကမ်ပါတီစစ်ကောင်စီတပ်ကဇွန်လလကစပြီးဖုန်းလိုင်းအင်တာနက်လိုင်းတွေဖြတ်တောက်ထားတာကြောင့်ဒေသခံတွေနဲ့ကုန်တင်များဆက်သွယ်ရေးခက်ခဲနေတယ်လို့ပြောပါတယ်။ဆက်သွယ်ရေးလိုင်းတွေအလုံးပြတ်တောက်နေတဲ့အတွက်ကုန်တင်များနဲ့ဒေသခံပြည်သူများအချင်းချင်းဆက်သွယ်ဖို့ခက်ခဲနေတာကြောင့်ကုန်ပစ္စည်းများကူးတိုင်းရောင်းဝယ်ရေးမှာလည်းခက်ခဲနေတယ်လို့ကုန်တင်များရဲ့ပြောကြားချက်အရသိရပါတယ်။စစ်ကောင်စီတပ်ဟာယခုရက်ပိုင်းအတွင်းကချင်ပြည်နယ်မြို့နယ်တိုင်းတွေဖုန်းအင်တာနက်လိုင်းများပြတ်တောက်ထားတာကြောင့်ပြည်သူများကကချင်ပြည်နယ်တွေတိုက်ပွဲများပြင်းထန်လာမည်ကိုစိုးရိမ်နေကြောင်းလည်းသိရပါတယ်ရှင်။ကုန်ပစ္စည်းများကိုအဓိကတင်ပို့နေတဲ့မြစ်ကြီးနားမန္တလေးလမ်းကိုတိုက်ပွဲကြောင့်ခိတပိတ်ထားတဲ့ကားလမ်းကိုပြီးခဲ့တဲ့အပတ်ကနေပြန်လည်တွာလာလို့ရနေပြီဖြစ်ကြောင်းကားသမားတွေထံကသိရှိရပါတယ်။ယခုချိန်ပြန်ဖွင့်ပေးပေမဲ့ပိတ်မိနေတဲ့ကားများကိုဦးစားပေးတွာလာခွင့်ပေးထားပြီးဂျန်နဲ့ခီးတေတင်ကုန်ပစ္စည်းတင်တဲ့ကားများကိုတော့အကန့်အသတ်နဲ့တွာခွင့်ပြုမှာဖြစ်ကြောင်းသိရပါတယ်။မြစ်ကြီးနားမန္တလေးကားလမ်းကိုတလနီးပါးပိတ်လိုက်တဲ့အတွက်ကြောင့်မြစ်ကြီးနားမန္တလေးကနေအဓိကတင်သွင်းသွားလာနေတဲ့ဒေသတွေမှာကုန်ပစ္စည်းများအစမတန်မြင့်တက်နေတဲ့အတွက်ကြောင့်၎င်းဒေသမှာနေထိုင်တဲ့ပြည်သူတွေအခက်အခဲနဲ့ရင်ဆိုင်နေရပြီးလမ်းပြန်ဖွင့်လိုက်တဲ့အတွက်ကြောင့်ကုန်ပစ္စည်းဈေးနှုန်းများပုံမှန်အတိုင်းပြန်ဖြစ်လာမှာကိုမျှော်လင့်နေကြောင်းလည်းသိရပါတယ်။ဗမာတိုင်းသားဘာသာဖြင့်တည်တင်ဆက်မှုအစီအစဉ်ကိုကြည့်ရှုသူပရိသတ်အပေါင်းရွှေလန်းချမ်းမြေ့ကြပါစေ။ကျေးဇူးတင်ပါတယ်ရှင်။